အိမ်ကနေပြီးမှငှားလိုက်တဲ့အိမ်ကအရင်တုန်းကအသက်ဆုံးသွားတဲ့သူတွေရဲ့ရုပ်ခန္ဓာကိုယ်ကိုပြင်ဆင်တဲ့နေရာတစ်ခုဖြစ်နေတဲ့အခါဘာတွေဆက်ဖြစ်လာမယ်ထင်လဲ1986ခုနှစ်ကအမေရိကန်နိုင်ငံကော်နက်တီကက်ပြည်နယ်မှာစနက်တေကာမိသားစုတကယ်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်ကိုကမ္ဘာကျော်ဟော်ရာရုပ်ရှင်ကြီးဖြစ်တဲ့ The Haunting in Connecticut ဆိုပြီးပြန်လည်ရိုက်ကူးထားခဲ့ပါတယ်1986ခုနှစ်မှာအယ်လင်နဲ့ခါမတ်စနက်တေကာတို့ဇနီးမောင်နှံဟာကင်ဆာရောဂါခံစားနေရတဲ့73နှစ်အရွယ်သားဖြစ်သူဖိလစ်ကိုဆေးကုဖို့သူ့ရဲ့ဆေးရုံနဲ့နီးနားမှာနေထိုင်နိုင်ဖို့အိမ်ကြီးတစ်လုံးကိုငှားရမ်းခဲ့ပါတယ်။အိမ်ထဲကိုပြောင်းရွှေ့လာပြီးမှပဲအဲ့ဒီအိမ်ရဲ့မြေအောက်ခန်းထဲမှာအသက်ဆုံးသွားသူတွေကိုပြင်တဲ့ကရိယာတွေတည်ယူတဲ့အောက်ခြေဘိန်းတက်အကောင့်တင်စင်တွေနဲ့အသက်ဆုံးသွားသူတွေရဲ့ဓာတ်ပုံရာကနန်းမကကိုရှာတွေ့ခဲ့ရပါတယ်။အဲ့ဒီအိမ်ဟာ1920ပြည့်လွန်နှစ်ကဟာလာဟန်ဖီယူနယ်ဟ ோம் ဆိုတဲ့အလောင်းပြင်တိုင်းဖြစ်ခဲ့မှုကြောင့်စနက်တေကာမိသားစုကအံ့ဩတုန်လှုပ်စွာသိလိုက်ရပါတယ်။မကြာမီမှာပဲယောဂကြောင့်အားနည်းနေတဲ့သားကြီးဖိလစ်ဟာထူးဆန်းတဲ့အတန်တွေကြားရပြီးမြေအောက်ခန်းထဲမှာခေါင်းမပါတဲ့ဝိညာဉ်မဲကြီးတွေကိုမြင်တွေ့လာရပါတယ်။အဲ့ဒီနောက်အခြေအနေတွေဟာပိုဆိုးလာပြီးဖိလစ်ရဲ့စိတ်သက်တွေဟာပြောင်းလဲလာကအိမ်သားတွေကိုညံလိုတိုက်ခိုက်တာသွေးစာတဲ့စကားတွေပြောဆိုတာတွေစိတ်တဆဆန်ဆန်ပြုလုပ်လာခဲ့ပါတယ်။ဒါရင်မကပဲမိခင်ဖြစ်သူကာမန်ကိုရန်ရဲ့ကျမ်းမြင်ကိုရင်နဲ့တိုက်နေတော့ကျမ်းတိုက်ဝက်ကနေတွဲအောင်ရည်တွေထွက်လာတာဒီချိုးခန်းထဲမှာလေထဲကနေပကံတွေပြင့်ပြန်လာတာနဲ့မြင်ရတဲ့အင်အားတစ်ခုကညှင်းပန်းနှိပ်စက်တာတွေကိုကြုံတွေ့ခဲ့ရပါတယ်ဒုက္ခရောက်နေတဲ့မိသားစုဟာကဘာကျော်ဝိညာဉ်ဆူဆန်းသူဇနီးမောင်နဲ့အဲ့နဲ့လော်ရန်ဝိုင်းတို့စီအခုညီးတောင်းခဲ့ပါတယ်ဝိုင်းဇနီးမောင်နဲ့ကဒီအင်ကြီးကိုလာရောက်စစ်ဆေးတဲ့အခါမူလာကလုတ်ကင်နေတဲ့သူတို့အလုတ်ကဝန်ထမ်းတွေဟာအသက်မခန္ဓာကိုယ်တွေကိုအသုံးချပြီး necromancy လို့ခေါ်တဲ့အသက်ဆုံးသူတွေရဲ့ဝိညာဉ်ကိုဆင့်ခေါ်တဲ့နတ်ဆိုးပြောကနဂါးချိန်စာတွေပြုလုပ်ခဲ့ကြကြောင်းကိုဖော်ထုတ်နိုင်ခဲ့ပါတယ်ဒီလိုမိစ္ဆာပြောကတွေကြောင့်အိမ်ထဲမှာမိစ္ဆာဝိညာဉ်တွေကိန်းဝတ်သွားခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာတော့ဘာသာရေးဆရာတော်များစွာစုပေါင်းပြီးရပောင်းများစွာနတ်ဆိုးနေမင်္ဂလာပြုလုပ်ခဲ့ရပါတယ်နတ်ဆိုးနေလို့ပြီးနောက်မှာတော့စနက်တိတ်ကမိသားစုဟာအဲ့ဒီအိမ်ဆိုးကြီးမှာဆက်လက်မနေတော့ပဲပြောင်းရွှေ့သွားခဲ့ကြပါတယ်တားဖြစ်သူဖိလစ်ဟာလည်းနောက်ပိုင်းမှာကင်ဆာရောဂါတက်တာပြောင်းသွားခဲ့ပါတယ်။စနက်တေကာမိသားစုဆုံးခွာပြောင်းရွှေ့ပြီးတဲ့နောက်ပိုင်းမှာအိမ်ပိုင်ရှင်ကအင်ကြီးကိုတန်ရှင်းပြုလုပ်ပြီးတော့ဒီရောက်ခန်းကိုအခန်းသစ်တွေပြင်ဆင်ပြီးအခြားလူတွေစီပြန်လည်ငှားရမ်းရောင်းချခဲ့ပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီအိမ်မှာပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့အိမ်ငှားတွေနဲ့အိမ်ပိုင်ရှင်အသစ်တွေကဟာထူးဆန်းတဲ့တရေချမှုမှမကြုံတွေ့ရတော့ဘူးလို့ပြောခဲ့ကြပါတယ်။ဘာသာရေးဆရာတော်တွေရဲ့နတ်ဆိုးနေတို့ပွဲကြောင့်မိစ္ဆာပြောကတွေလုံးဝကင်းစင်သွားတာလို့တချို့ကယူဆကြတယ်လို့တချို့ကလည်းတရေချမှုဆိုတာစနက်တေကာမိသားစုရဲ့စိတ်ရောက်ရက်ခတ်မှုကြောင့်ဖြစ်တယ်လို့ပြောဆိုခဲ့ကြပါတယ်။ဒီအကြောင်းကို The Haunting in Connecticut ရုပ်ရှင်ရိုက်ကူးလိုက်ပြီးတဲ့နောက်မှာတော့ကမ္ဘာတုံးကပရလောကစိတ်ဝင်စားသူတွေနဲ့သတင်းတောက်တွေဟာအဲ့ဒီအိမ်ရှိကိုအမြဲတမ်းလာရောက်တဲ့ပုံရိုက်တာချောင်းကြည့်တာတွေပြုလုပ်ခဲ့ကြပါတယ်။ဒါကြောင့်လက်ရှိအိမ်ပိုင်ရှင်တွေဟာသူတို့ရဲ့တည်တဲ့လွတ်လပ်ခွင့်မထိခိုက်ရအောင်အိမ်ရှိမှာကျူးကျော်မဝင်ရဆိုတဲ့ဆိုင်းပုဒ်တွေချိတ်ဆွဲထားပြီးပရလောကစုံစမ်းသူတွေကိုလုံးဝအဝင်မခံတော့ပါဘူးနော်။အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုကြားနေတတ်တယ်ဆိုရင် like and share လေးလုပ်ပေးဖို့တောင်းဆိုပါရစေရှင်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုဆက်လက်တင်ဆက်ပေးနေမှာဆိုတော့ကျမရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ရှင်။အဆုံးထိလိုက်ပါကြည့်ရှုအားပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်။